Hello guys အားလုံးပဲမင်္ဂလာပါ Streamer ဆန်အပေါက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်လည်းအချိန်ပိုရရတဲ့ Finland Saga Manga ကိုchapter 3ခုထိဖတ်ပြသွားဖို့စဉ်းစားထားပါတယ်ဒီတော့ The Hunter and the Hunter series ရဲ့အဆုံးသတ်ကိုဒီနေ့သိရမှာဖြစ်ပါတယ် channel ရဲ့ video လေးတွေကြည့်တဲ့အခါမှာ US region နဲ့ VPN လေးတွေခံပြီးကြည့်ပေးတာနဲ့ကျွန်တော်တို့ကိုအများကြီး support ပေးရရောက်တာမလို့ VPN လေးတွေခံပြီးကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒီ chapter ရဲ့အစမှာတော့ Hill တို့ဆရာတပည့်တွေအမဲလိုက်ထွက်လာကြတာနဲ့စထားပါတယ်။ဘောဆိုကြီးကတော့ကျွမ်းကျင်သူပြီးနှင်းတောင်ကိုအေးစေးတက်နိုင်နေပေမဲ့ Hill ကတော့ခက်ခက်ခဲခဲလိုက်နေရပါတယ်။တနေရာရောက်မှာတော့မိုးဆိုကြီးဟာ Hill ကိုအမဲလိုက်ပညာမှာဘယ်လောက်ထိကျွမ်းကျင်နေပြီလဲဆိုတာသိရအောင်စမ်းသပ်တဲ့အနေနဲ့မေးခွန်းတွေကိုစမေးပါတယ်။ဒီမှာဒါကိုလာကြည့်အောင်။ဟုတ်ကဲ့ဆရာ။နေ့စပင်တွေနေနားကိုအုပ်နေပြီ။ဟုတ်ကဲ့ဆရာ။ဒီမှာရှိခဲ့တာတမင်ပါ၄កောင်တစ်កောင်ကအထီး၃កောင်ကအမပါ။မှားတယ်။၃កောင်ပဲရှိခဲ့တယ်။အမကတစ်កောင်အကောင်ပေါက်လေးက2កောင်ပဲ။ဒီနောက်မှာဘာတွေလောက်သွားခဲ့လဲ။သူတို့အောက်ကနေအပေါ်ကိုတက်သွားတာပါသူတစ်ခေါက်တွေကိုလည်းစားသွားသေးတယ်နေပြောနေတာပြောင်းမြန်နေကြီးပဲအချိန်ကရောမနေ့ကညပိုင်းပါမှားတယ်လွန်ခဲ့တဲ့2ရက်နေ့လယ်ပိုင်းပဲပိုစူးစမ်းထားဟုတ်ကဲ့ပါဆရာနောက်ထပ်အများပြစ်လဲတင်ရပြီးတော့ဟဲခါလည်းစက်တိုက်ကိုလွှဲနေပါတယ်ဒါတွေအပြင်ကုံဖလဲတဲ့ဈေးမှာလည်းတန်နဲ့လှုပ်ထားတဲ့မြားကောင်းတွေကိုသူတို့မှရှိတဲ့ပစ္စည်းတွေနဲ့လဲရပါတယ်ဘလို့ဝဆိုးကြီးရဲ့လက်ထောက်လားဟုတ်ပါတယ်ဒါပေမဲ့နေကမင်းကလေးလေဟုတ်ပါတယ်အေးပါငါမှမြားကောင်း60ရှိတယ်ဒါအတွက်ဝဝဝင်ကြီးတလိပ်ပေးရမယ်ဒီမှာနော်ရော့ဟုတ်ကဲ့ကျေးဇူးပါဒီလိုပြောရင်းနဲ့ပဲ Hell ကထွက်သွားတဲ့အချိန်မှာတော့မင်းကမိုးဆိုးလို့မှာပေါ့လေဒီခေတ်မင်းကလေးတွေကတူတော့ထူးဆန်းနေကွာလို့ပြောရင်းကြံခဲ့ပါတယ်ဒီလိုတဲ့မြားပစ်တာကိုအချိန်တော်တော်ကြာတင်ယူပြီးတော့စက်တိုက်လွဲချော်နေစေပါဒါပေမဲ့လည်း Hell ဟာလက်မလျှော့မနဲ့လက်တွေပေါက်ပြဲပြီးတွေးချင်းနေအောင်ကြားတဲ့အထိစူးစမ်းနေစေဖြစ်ပါတယ်ဒီလိုနဲ့အချိန်တစ်ခုကြာတဲ့အခါမှာတော့ Hell ဟာမြားပစ်ခြင်းအတက်မှာတော်တော်လေးကိုကျွမ်းကျင်နေပြီဖြစ်ပြီးပြစ်မှတ်ကိုတစ်ချက်မှမလွဲအောင်ပြစ်နိုင်နေပြီဖြစ်ပါတယ်ဒါကြောင့်မိုးဆိုးကြီးလည်းကောင်းတယ်အခုတော့နောက်အလှမ်း30ကနေစမ်းပြီးတော့ပြစ်ကြည့်ပြီးရင်စားတော့ဖို့ပြင်တော့လို့ပြောပြီးထွက်သွားဖို့အလုပ်မှာဆရာဒီမြားနဲ့ကျမဝုံဝင်တကောင်ကိုတက်လိုက်ပြီလားလို့ Hell ကထမေးပါတယ်ဒီစကားကိုမိုးဆိုးကြီးကဝုံဝင်တကောင်ကိုဟုတ်လားလို့ပြန်မေးလိုက်ပါတယ်ပြီးရင်နောက် Hell ကကျမဆရာရဲ့လေးကိုကင်ကြည့်လို့ရလားလို့ထပ်မေးလိုက်ပါတယ် Hell ကတောင်းဆိုလာတာကြောင့်မိုးဆိုးကြီးလည်းခွင့်ပြုလိုက်ပြီးဒါကိုဒူးလေးလို့ခေါ်တယ်တင်ချချိန်ပြီးခလုတ်ကိုဆွဲလိုက်ရုံပဲလို့ရှင်းပြလိုက်ပါတယ်ဒါကြောင့် Hell လည်းသူမပြစ်နေကြပြစ်ကွင်းကိုပြစ်ချလိုက်တဲ့အခါမှာတော့တစ်သားပြစ်ကွင်းဟာကွဲထွက်သွားပါတယ်ဒါကြောင့် Hell လည်းအံ့ဩသွားရပါတယ်ဒီအခါမိုးဆိုးကြီးကကဲအခုဒါကိုလေးကြံပြဖြစ်ကြည့်ခြေထောက်နဲ့ဒူးလေးထိတ်ကခြေကုပ်ကွင်းကိုနင်းပြီးလက်နှစ်ဖက်နဲ့ကြိုးကိုဆွဲပြီးရင်ကလေးမှာချိတ်တင်လိုက်လို့ပြောပြပါတယ်ဟဲလည်းမိုးဆိုးကြီးပြောသလိုလိုက်လို့ကြည့်ပေမဲ့ဟဲလိုမိန်းကလေးတယောက်အတွက်ဒါဟာတော်တော်လေးကိုခက်ခဲနေပါတယ်ဒီတော့မိုးဆိုးကြီးကဒါဟာဝဝင်တကောင်ကိုအမဲလိုက်ဖို့လိုအပ်တဲ့လေးမှရှိရမယ်အားပဲမိန်းကလေးတယောက်ကဒါမျိုးကိုလုံးဝမလုပ်နိုင်ဘူးဒီတော့မေးလိုက်တော့လို့ရှင်းပြပါတယ်ဒါကိုဟဲကဆရာဒါကိုဘယ်ကနေရလာလဲလို့မော်ဘန်ကြီးပြန်မေးပါတယ်ဟဲရဲ့အမေကိုမိုးဆိုးကြီးကဈေးကပေါ့ငငယ်တုန်းကပဲဒါပေမဲ့ဒါမျိုးဒူးလေးထက်ရောင်းတာမျိုးမတွေ့ဘူးလို့ပြန်ဖြေပါတယ်ဟဲကတော့ကျေးဇူးတင်ပါတယ်ဒါဘယ်လိုလုပ်လို့လဲကျွန်မသိပါပြီကျွန်မတစ်ခုလုပ်မယ်ကျွန်မမိန်းမတွေသုံးနိုင်မဲ့ဒူးလေးတစ်လက်ကိုလုပ်မယ်လို့ပြောလိုက်တာကြောင့်မိုးဆိုးကြီးလည်းအံ့ဩသွားပါတယ်ပြီးတဲ့အခါမှာတော့ Hell ဟာသူမရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုအသုံးချပြီးဒူးလေးကိုပြုတ်လုပ်မဲ့အသေးစိတ်ကိုပုံဆွဲပြီးပြင်ဆင်ပါတယ်ဒူးလေးရဲ့40ဖြစ်ဖို့ကြာတဲ့အချိန်ပြင်းအားလုံးကိုအသေးစိတ်တွက်ချက်နေပါတယ်ဒီအချိန်မိုးဆိုးကြီးကဝုံဝင်ရင်အများပြားကိုယူလာပြီးတလားစာဂျုံနဲ့ cheese တွေဝယ်ခဲ့ဖို့ Hell ကိုဈေးသွားခိုင်းပါတယ်ဒါပေမဲ့မိုးဆိုးကြီးယူလာတဲ့ဝုံဝင်ကြီးတွေကအများများလုံးတာကြောင့်ပြန်မေးပေမဲ့မိုးဆိုးကြီးကပူရာတွေကိုသူမလိုရာတွေဝယ်ဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့ Hell ဟာသူမလိုရာတွေကိုဆွဲထားတဲ့ပုံစံလေးနဲ့ဈေးထဲကိုသွားပါတယ်ဒီတော့မင်းကဓာတ်တွေကိုတန်နဲ့လှုပ်စေချင်တာပေါ့လေဟုတ်တယ်ကျွန်မဓာတ်ကိုတေချာလေးဆွဲပြထားတယ်ဒါကရှေ့ပုံစံဒါကဘေးပုံစံဒါတခုခုပဲမင်းသိလားငါတို့ဒီလိုမျိုးကိုဒီဇိုင်းနဲ့ကိုလာမှာတဲ့သူမျိုးကိုမတွေ့ဘူးဘာလဲဒါကခက်လို့လားဘာကွာဒီမေးကုန်းကဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိလဲမင်းသိလားငါတို့ကျွမ်းကျင်လက်သမားတစ်ယောက်ကဒီလိုစိန်ခေါ်မှုမျိုးကိုကြားရင်ဘာပြောမှထင်တယ်အခုပဲပြီးအောင်လုပ်ပေးလိုက်လို့ရတယ်ကွာလို့ပြောရင်ကလွဲရင်ဘာရှိမလဲဆိုပြီးအဆင်ပြေသွားပါတယ်ပြီးရဲ့နောက်အိမ်ပြန်ရောက်တဲ့အခါ Hell ဟာသူမပြုတ်လို့မဲ့ဒူးလေးရဲ့ကိုယ်တွေကိုတက်သားတဲ့သူမကိုယ်တိုင်စူးစမ်းပြုတ်လို့ပါတယ်အချိန်တစ်ခုအကြာမှာတော့မိုးဆိုးကြီးနဲ့ Hell တို့ကအမဲလိုက်ဖို့ထွက်လာကြပါတော့တယ်တောင်ထိပ်ပြားမှာရက်နေကြရင်နဲ့မိုးဆိုးကြီးကဒီတောင်ချေမှာဝဝဝင်တကောင်ရှိတယ်အသက်9နှစ်လောက်ရှိတဲ့အထိမအိမ်နံတဲ့ကောင်တကောင်ပဲငါတို့လူခွဲမယ်နေကမောင်းပေးလာခဲ့လို့ညွှန်ကြားနေပါတယ်ဒီတော့ Hell ကဆရာဘလို့ကြောင့်ဆရာကဒီလောက်ဗဟုသုတတွေရှိနေရလဲကျမအချိန်ဒီလောက်အကြာကြီးတင်ယူခဲ့ရအောင်ဆရာကိုမှီရလို့မခံစားရဘူးဆရာရဲ့ပညာတွေကဖျားပေးထားသလိုတောင်ဖြစ်နေရလို့ပြန်ပြောပါတယ်အဲ့လောက်တော့မဟုတ်ပါဘူးငါမျက်စိတွေနားတွေကလည်းအသက်ရလာတော့အရင်လိုမဟုတ်တော့ဘူးငါလည်းငါရဲ့ပြစ်မှတ်ကိုလွဲပြီးဝဝင်စီမှာငါကောင်ကအသေးခံဖို့တိတ်မဝေးတော့ဘူးဒီညတော့ဖြစ်နိုင်တယ်ဆရာကလည်းနောက်နေတာလားမင်းရဲ့နှလုံးသားထဲမှာဒေါသတွေရှိနေတယ်အဲ့ဒီဒေါသတွေကမင်းရဲ့မျက်စိတွေနားတွေကိုကွဲစေတယ်မင်းဘာမှမြင်နိုင်တော့မှမဟုတ်ဘူးတရိษံတွေဟာလူတွေထက်ပိုကောင်းတယ်သူတို့တစ်ခုခုကိုစားတယ်ပြန်ပြီးတော့အစားခံကြရတယ်ဒါပေမဲ့သူတို့မှာအမုန်းတွေဒေါသတွေမရှိဘူးမင်းရဲ့ဒေါသတွေကိုဖြေလျှော့လိုက်ပါတော့မင်းဒီလိုဒေါသတွေကိုမလိုအပ်ပါဘူးကဲအခုတော့စလိုက်ကြရအောင်
ဒီစကားတွေဟာဟဲလ်အတွက်မိုဆိုဂျီရဲ့နောက်ဆုံးစကားတွေဖြစ်နေခဲ့ပြီးတော့မိုဆိုဂျီဟာတကယ်ပဲသူ့ရဲ့ပြစ်မှတ်ကိုလွဲချော်ခဲ့ပြီးဝမ်ဝေရဲ့လက်ထဲမှာအသက်ဆုံးရှုံးခဲ့ရပါတယ်ဟဲလ်ဟာသူမအတွက်မိသားစုဝင်တယောက်လိုဖြစ်နေတဲ့သူကိုထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်ဒါကြောင့်ပဲအတိတ်ရဲ့မှတ်ဉာဏ်စိုးတွေဟာပြန်လည်အသက်ဝင်လာခဲ့ပြီးဒေါသစိတ်တွေနဲ့ဝက်ဝင်ကိုတက်ဖြတ်ဖို့လုပ်တာနဲ့ဒီ chapter ကိုဆုံးသက်ထားပါတယ်chapter 121မှာတော့လက်ရှိကာလကိုပြန်ရောက်လာခဲ့ပြီးတော်ဖင်ဟာဟဲလ်ကိုခြေရခံဖို့ကြိုးစားနေပေမဲ့ကျွမ်းကျင်မိုဆိုတယောက်ဖြစ်တဲ့ဟဲလ်ကိုခြေရခံနေဆိုတာမလွယ်ကူတာမလို့တော်တော်ခက်တွေ့နေပါတယ်ဒါပေမဲ့လည်းတခြားသူတွေအတွက်အစိတ်ဖြည့်စည်းကိုရဖို့လိုအပ်နေတာမလို့တစ်ခုခုလုပ်ဖို့တွေးနေချိန်လူရဲ့လူချေတွေ့တာမလို့ကြည့်လိုက်တဲ့အခါမှာတော့အိမ်နာဖြစ်နေပါတယ်ဒီလိုတွေးလိုက်ရတဲ့တော်ဖင်လည်းဟဲလ်သာသူတို့ကိုတွေ့သွားရင်ဖြည့်စည်းကိုပြောသလိုရိုက်ခွဲမလားသူတို့ကိုပဲပြစ်လိုက်မလားဆိုပြီးအတွေးတွေနဲ့ဘလောင်ဆူသွားပါတယ်ဟဲလ်ဟာလည်းလိုက်လာကြတဲ့သူတွေကိုတွေ့နေရပြီးတော်ဖင်နဲ့အတူတိုင်ပင်ပြီးဝင်လာကြရလားအတွေးများနေပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ပဲလိုက်လာကြတဲ့သူတွေဟာတော်ဖင်ပမာရှိလဲတော့မတိမှန်သတိထားမိလိုက်တဲ့အခါမှာတော့အစိမ့်နဲ့လိမ်ပြီးထိန်းထားလို့မရရင်ဝင်မရှုံနိုင်အောင်ပြစ်ချလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအချိန်မှာတော့တခြားသူတွေကိုမနှိမ့်နာစေချင်တဲ့တော်ဖင်ဟာရှောင်မနေတော့ဘဲနဲ့အပေါ်ဝေးရုံကိုချွတ်ပြီးတခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တော်ဖင်ရဲ့အပြုမှုကိုကြည့်ပြီးဟဲလ်ဟာတော်ဖင်ကအနီးကပ်လာဖို့ကြိုးစားနေမှန်တန်းကိုသဘောပေါက်လိုက်ပြီးတော်ဖင်ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်ဟဲလ်သူ့ကိုပြစ်မဲ့အချိန်ကိုစောင့်နေတဲ့တော်ဖင်စီဟဲလ်ဟာ40ချောင်းကိုပြစ်လိုက်ပါတယ်တော်ဖင်လည်းလင်းလင်းမြန်မြန်ရှောင်လိုက်ပြီး40ရဲ့လာရာဟဲလ်ရှိရာကိုအမြန်ဆုံးအချိန်နဲ့ပြေးသွားလိုက်ပါတယ်တော်ဖင်ပြေးလာတာကိုကြည့်ရင်းနဲ့ဟဲလ်ဟာတော်ဖင်လှုပ်ချင်တဲ့အရာကိုကွက်တိတိနေခဲ့ပါတယ်တော်ဖင်ဟာဟဲလ်လိုမိန်းကလေးတယောက်ဒူးလေးကိုအသုံးပြုရင်အကြီးမားဆုံးအားနည်းချက်ဖြစ်မဲ့40ပြန်ဖြည့်ဖို့ကြားတဲ့အချိန်ကိုအသုံးချဖို့ကြံစီထားတာဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုတောက်လျှောက်ခဲခတ်နေပြီးသားဟဲလ်ဟာအချိန်ကောင်းကိုစောင့်နေခဲ့တာသာဖြစ်ပြီးသူမလိုချင်တဲ့အကွာဝေးတစ်ခုကိုတော်ဖင်ရောက်လာတဲ့အခါမှာတော့သူမကိုယ်တိုင်အကောင်းဆုံးမိုးမှန်ဖန်တီးထားတဲ့ crossbow ကိုအထာကျကျလေး40ပြန်ဖြည့်လိုက်ပါတယ်ဟဲလ်လိုထားတဲ့ပုံစံကတော့ကျိုးကိုလက်နှစ်ဖက်နဲ့နောက်ကိုဆွဲတင်ပြီးခလုတ်မှာချိတ်တာထက်ခလုတ်ကိုတနက်မောင်းလိုရွေရှားလို့ရအောင်ပြင်ဆင်ပြီးကြာကြေကိုရှော့ချလိုက်တာဖြစ်ပါတယ်နားရောက်လာတဲ့တော်ဖင်ဟာအန်အောင်လို့မဆုံးခင်မှာပဲသူ့ခြေထောက်ထဲကို40ချောင်းကစိုက်ဝင်သွားခဲ့ပါတယ်ဒါပေမဲ့ထပ်ပြီးလှုပ်ရှားဖို့လုပ်နေတဲ့တော်ဖင်ကိုဟဲလ်ဟာ40ကိုမြန်မြန်ပြန်ဖြည့်ပြီးမလုံနိုင်တော့တဲ့အထိခြေထောက်ထဲကို40နဲ့ပြစ်သွင်းလိုက်ပါတယ်တော်ဖင်ကတော့ဒူးထောက်ကျသွားကဟဲရဲ့လက်နက်ကိုတအားဖြစ်နေရပါတယ်ဒီအချိန်မှာဟဲလ်ကဒါကအမဲလိုက်ပွဲပဲတန်မာရဲ့သူကအားနေတဲ့သူကိုအမဲလိုက်တယ်တကယ်လို့မင်းမုန်းမယ်ဆိုရင်အားနေတဲ့မင်းကိုမင်းပြန်မုန်းလိုက်ငါကမို့ဆိုမင်းကသားကောင်ပဲရှင်းရှင်းလေးပဲလို့တော်ဖင်ပြောခဲ့မှုတဲ့စကားတွေကိုပြန်ပြောပြလိုက်ပါတယ်တော်ဖင်ကတော့ထိတ်လန့်သွားခဲ့ရပါတယ်ထပ်ပြီးတော့ဟဲလ်ဟာနင်အခုမှတ်မိပြီလားနင်ငါ့ကိုပြောခဲ့တဲ့စကားတွေပဲလေနင်ကိုအခုလိုပြန်ပြောနိုင်ဖို့စောင့်နေခဲ့တာလို့ပြောပြီးပြစ်လိုက်ဖို့လုပ်နေတဲ့အချိန်မှာပဲဘေးကနေဟဲလ်နေပါဦးနင်တော်ဖင်ကိုတတ်လိုက်လို့မရဘူးဆိုပြီးအိနာကရောက်လာတာနဲ့ chapter 121ကိုအဆုံးသတ်ထားပါတယ် chapter 122ရဲ့အစမှာတော့ရောက်လာတဲ့အိနာဟာ40တွေထိပြီးဒူးထောက်ကျနေတဲ့တော်ဖင်ကိုပြေးဖို့ပြောပါတယ်ဒါပေမဲ့တော်ဖင်ဟာလှုပ်ရှားလို့မရတဲ့အခြေအနေဖြစ်နေပါပြီဒါကြောင့်ဟဲလ်ဟာအိနာကိုရှင်ဒီတိုင်းပဲနေပါတခုခုလုပ်ဖို့ကြိုးစားမယ်ဆိုရင်တော်ဖင်နဲ့ကိစ္စမရှင်းခင်ကြံတဲ့သူတွေရောရှင့်ကိုပါအရင်ပြစ်လိုက်မယ်ကျမလုံနိုင်တာသိတယ်မလားလို့သတိပေးလိုက်ပါတယ်ဒီချိန်ဂက်ဒရစ်ကတော့နေဘာလို့လိုက်လာတာလဲလို့နောက်ကလိုက်လာတဲ့ဘက်ကိုင်းကိုမေးလိုက်ပြီးဘက်ကိုင်းကလည်းဘာလို့လဲဆိုတော့ဖြည့်စည်းကိုအမြန်ဆုံးအလိုအဆုံးသူကငါမလို့ပေါ့လို့ပြန်ရင်တွေ့ပါတယ်အိနာကတော့ဟဲလ်မင်းလူသက်ဘူးလားငါလည်းမသက်ဘူးဒါပေမဲ့မင်းသာလူသက်လိုက်ရင်ဘာတွေဖြစ်လာမလဲငါကောင်းကောင်းသိတယ်တော်ဖင်ကိုကြည်စမ်းပါညာတိုင်းအိမ်မက်ထဲမှာသူတက်ခဲ့ဘူးတဲ့လူတွေရဲ့ဝိညာဉ်တွေကသူ့ကိုခြောက်လန့်နေတာကိုအခုထိခံနေရတော့မယ်သူတခါမှအေးအေးဆေးဆေးလန်းလန်းဆန်းဆန်းအိယာနိုးလာတာငါမတွေ့ဘူးလို့ပြောရင်ရှေ့တူးလာတာကြောင့်ဟဲလ်ကထက်ကပ်မလာဘူးတားပါတယ်အိနာကတော့ဂီးမဆိုင်ပဲနင်းရဲ့အမုန်းတွေနဲ့လက်စားချီတာကဘာမှပြောင်းလဲတော့မှာမဟုတ်ဘူးနော်နင်းပဲလူတက်ခဲ့တာကိုနောင်နာရနေမယ်လို့ပြောရင်ရှေ့ထက်တိုးလာတာကြောင့်တော်ဖင်ကလည်းရှေ့တိုးမလာဘူးတားသလိုဟဲလ်ကလည်းအိနာကိုဒူးလေးနဲ့ချိန်လိုက်ပြီးအဲ့ဒီမှာပဲရက်နေလိုက်ရှင်ကသူတက်ခဲ့တဲ့လူတွေအတွက်နောင်နာရနေပြီလို့ထင်နေတာလားကြီးစရာတွေလာမပြောစမ်းပါနဲ့သူတို့ကတရိษံတွေထက်တောင်အဆင့်နိုင်တဲ့အညစ်ကြေးတွေသူတို့မှလူဆိုတဲ့ခံစားချက်တွေမရှိဘူးကျမတို့ဝုန်းဝင်တစ်ခေါင်ကိုပြည့်ရတာမှဝင်လေးအောင်မယ်လို့ပြန်ပြောလိုက်ပါတယ်ဒါကြောင့်အိနာကနင်သာလူသက်သမားတွေကိုဒီလောက်မုန်းနေရင်နင့်ကိုနေလူသက်သမားအဖြစ်မခံဖို့ပိုရေးကြီးတယ်မဟုတ်ဘူးလားနင်နောင်နာရနေလိမ့်မယ်လို့ပြောသလိုဂက်ဒရစ်ကလည်းတော်ဖင်ကလူကောင်းတစ်ယောက်ပါယောက်ျားလေးတွေတိုင်းကသူတို့ရဲ့ခန္ဓာကိုယ်တွေစက်သားတွေကိုအလှပြပြီးသူတို့ဘလောက်တန်မာကြောင်းတွေပြရတာကြိုက်ကြရလေဒါမဲ့တော်ဖင်ကတော့မတူဘူးသူကကျင်နာတတ်တယ်ဒီကလေးကိုသူ့ရဲ့ကလေးမဟုတ်တာတော့ငါတို့အားလုံးထပ်ပို့ပြီးဂယူးဆိုင်ဆောင်းရှောက်ပေးတာငါတစ်သက်လုံးမှာကလေးရဲ့ဒိုင်ဘာလဲပဲယောက်ျားဆိုတာသူတယောက်ပဲတွေ့ဘူးလားအတိတ်မှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူးဒါမဲ့ तू ကလူကောင်းတစ်ယောက်ဖြစ်နေပါပြီတွေ့တယ်မလားခါလီလေးတောင်တော်ဖင်ကိုမတက်စေချင်ဘူးတော်ဖင်ကိုမတက်ပါနဲ့ဟဲလ်ရဲ့တောင်းပန်ပါတယ်လို့ငိုပြီးတောင်းပန်ပါတယ်ဟဲလ်ကတော့ကလေးကိုအငိုတိတ်အောင်လှုပ်ခိုင်းနေပါတယ်ဒီချိန်အိနာကတော်ဖင်ကိုတက်လိုက်တာကသူမရဲ့မိသားစုတွေကိုပြန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ဝင်ပြောပေမဲ့ဟဲလ်ကတော့ကလေးကိုအငိုတိတ်အောင်လှုပ်ဖို့အော်ပြောလိုက်ပါတယ်ဒီချိန်ဘက်ကိုင်းကဝင်ပြီးကလေးငိုတာကအစိတ်ကစားပြီးပြန်လာပြီးမလို့ဖြစ်ပြီးအငိုတိတ်ဖို့ဆိုရင်ဖြည့်စည်းလူတယ်လို့ဝင်ပြောပါတယ်ဒါကြောင့်ဟဲလ်ကဆေးပလင်းကိုထုတ်လိုက်ပြီးပြစ်ထုတ်လိုက်ပါတယ်ဒါကြောင့်ဘက်ကိုင်းလည်းမျိုးလုံးတွေပြူးသွားပါတော့တယ်ပြီးရင်နောက်ဟဲလ်ကဟာသားတွေလာမပြောစမ်းပါနဲ့ငါအခုပြောင်းလဲသွားပါပြီလို့ပြောလိုက်တာနဲ့ပြဿနာတွေကိုပြီးသွားစေမယ်ထင်လားဒီလောက်လေးနဲ့အတိတ်ကအပြစ်တွေကိုခြေဖြတ်နိုင်မယ်ဆိုရင်လူစိုးလူမိုက်တွေကပဲဒီကဘာကြီးကိုအုပ်စိုးနေမှာပေါ့ငါမိသားစုကိုဆုံးရှုံးသွားတဲ့အတွက်ငါကဘလို့ပြန်ပြီးလက်စားချေရမှာလဲငါရဲ့ဒေါသတွေကိုဘလို့ဖြေလျှော့ရမှာလဲငါရဲ့မိသားစုကိုအသက်ပြန်ရှင်အောင်လုပ်ပေးလေနေမလုပ်နိုင်ဘူးဆိုရင်နေကိုတပ်ပြင်းအောင်ကလွယ်မရှိဘူးလို့ပြောပါတယ်ဒါကိုအိနာကဝင်ရှင်းပြဖို့လုပ်ပေမဲ့လည်းတော်ဖင်ကတားလိုက်ပြီးသူ့ဘာသာပြောဖို့လိုတာကိုသူပဲပြောမယ်လို့ပြောလိုက်ပါတယ်ပြီးရနဲ့ဟဲလ်င
ငါမှနေစီကနေခွင့်လွှတ်မှုကိုရဖို့အခွင့်အရေးမရှိပေမဲ့ငါတောင်းဆိုပါတယ်ကျေးဇူးပြုပြီးငါ့ကိုအချိန်ပေးပါငါအပြစ်တွေကိုပေးဆက်ဖို့အချိန်လေးပေးပါဒါကိုဟေးကထပ်မပြောဖို့တားပေမဲ့တော်ဖင်ကဆက်ပြီးတော့တကယ်လို့ငါအပြစ်တွေကိုပေးဆက်ပြီးရနဲ့ငါပြန်လာခဲ့မယ်အဲ့ကြရင်ငါ့ကိုတတ်လို့ရတယ်ငါနှစ်နှင်းငယ်ပဲလူတာဘာလို့ပြောနေရင်ပဲဟေးကတော့နေပါဇက်ကိုပိတ်လိုက်စမ်းအခုပဲပေးဆက်လိုက်ဆိုပြီးဒူးလေးခလုတ်ကိုနှိပ်ချလိုက်ပါတယ်အိနာကလည်းတော်ဖင်ကိုပြေးကာပြီးဘေးကိုလိမ့်ချလိုက်ပေမဲ့ဒူးလေးဆန်ဟာလေထဲကိုထောင်သက်သွားပါတယ်ဟေးနဲ့ဒူးသူမရဲ့အဖေနဲ့ဆရာတို့ဝိညာဉ်တွေဟာရှိနေခဲ့ပြီးသူမကိုဒေါသတွေလက်စားချေခြင်းတွေရဲ့တားကောင်မဖြစ်အောင်တော်ဖင်ကိုခွင့်လွှတ်ဖို့ဝင်ရောက်လမ်းပြပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းမင်းသက်နေကြတော့မှာပဲဟေးကနေရဲ့အပြစ်တွေကိုပေးဆက်ဖို့ဘာလို့မလဲလို့တော်ဖင်ကိုမေးပါတယ်တော်ဖင်ကတော့ငါနိုင်ငံတစ်ခုကိုတည်ထောင်မယ်ငြိမ်းချမ်းတဲ့မြေတစ်ခုငါဖျက်ဆီးခဲ့မှုတဲ့နေရာတွေထက်ပိုကြီးတဲ့နိုင်ငံကိုတည်ဆောက်မယ်ပြီးရင်ငါတက်ခဲ့တဲ့သူတွေထက်ပိုများတဲ့လူတွေကိုအဲ့ဒီဗင်လန်လို့ခေါ်တဲ့မြေမှာပြုစုပြောထောင်မယ်လို့သူ့အစီအစဉ်ကိုပြောပြပါတယ်ဒီအဖြစ်ကိုဟေးကအဲ့ဒါကငါမိသားစုကိုတော့ပြန်မခေါ်ပေးနိုင်ဘူးနင်ဒီလိုလုပ်တာကနေရဲ့အပြစ်တွေကိုချိနိုင်မယ်ထင်လားလို့မေးတော့တော်ဖင်ကငြိမ်သွားပါတယ်ထပ်ပြီးတော့ဟေးကစူးစမ်းကြည့်လေဒီအမုန်းတွေဒေါသတွေကနင်ဒီထောင်မဲ့မြေကြောင်ပျောက်ကွယ်သွားနိုင်မယ်ဆိုရင်လုပ်ကြည့်လိုက်လို့ပြောတော့တော်ဖင်လည်းအံ့ဩသွားပါတယ်ထပ်ပြီးတော့ဟေးကပဲငါနင့်ကိုအနိုင်ယူထားပြီးပြီနင့်အသက်ကငါအပိုင်ပဲဒီအချိန်ကနေစပြီးနင့်ကိုစောင့်ကြည့်နေမယ်တကယ်လို့နင်သာအပြောသက်ပဲရှိပြီးတကယ်လုံးမနေဘူးလို့ငါထင်တာနဲ့နင်အယူတည်းထိစိုက်ဝင်သွားအောင်ဒူးလေးနဲ့ပစ်လိုက်မယ်နားလေလားလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့တော်ဖင်လည်းဥတွေပါကုန်းချပြီးကျေးဇူးတွေတင်ပါတယ်ဒီလိုနဲ့ပဲ chapter 122နဲ့ The Hunter and the Hunted series ကအဆုံးသတ်ပါတယ်ဒီ chapter တွေကတကယ်ကိုကောင်းပါတယ်ဒေါသတွေအမုန်းတွေတစားချေခြင်းတွေရဲ့စိုးဝါမှုတွေကိုအကောင်းဆုံးချပြနိုင်ခဲ့ပြီးဒါတွေဟာလူတစ်ယောက်ကိုဖျက်ဆီးတိုက်စားနိုင်စွာဘယ်လောက်ထိကြီးလဲဆိုတာကိုသိခဲ့ရပါတယ်ဒါအပြင်အိနာနဲ့တော်ဖင်ကြားကဆက်ဆံရေးကိုလည်းတွေ့ခဲ့ရပြီးအရေးကြုံတဲ့အခါတယောက်တည်းဆိုတာတက်အစုအဖွဲ့နဲ့ဖြည့်ရှင်းနိုင်ကြောင်းတွေပါသိခဲ့ရပါတယ် Okay guys ဒီနေ့ဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသတ်ပါမယ်ပုံမှန်တိုင်း2ပိုင်းနဲ့ဆိုရင်ကိုလူတွေကြည့်ရတာကိုလိုကန်လည်းဖြစ်နေမှာဆိုလို့3ပိုင်းလုပ်ပေးလိုက်ပါတယ်အားလုံးသဘောကျမယ်လို့လည်းမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုလည်းလုပ်ပေးခဲ့ကြပြီး channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့မမေ့ပါနဲ့ကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Kira ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ See you guys